နောက်ကျကိုနဲ့အနိုင်ရခဲ့တဲ့လီဗာပူးယမန်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့လီဗာပူးနဲ့အက်တလက်တီကိုတို့ရဲ့ပွဲစဉ်မှာလီဗာပူးကနောက်ကျကိုနဲ့နောက်ထပ်နိုင်ပွဲတစ်ပွဲရယူခဲ့ပြန်ပြီလီဗာပူးကဒီကနေ့ပွဲမှာ5-1ကစားကွက်နဲ့ရှင်ပြိုင်ကစားခဲ့ပြီးတိုက်စစ်မှုအီဆက်ကိုပွဲထုတ်ခဲ့တယ်အက်တလက်တီကိုကတော့4-2ကစားကွက်နဲ့ဂရစ်မန်ဦးဆောင်လာခဲ့တယ်။လီဗာပူးကပွဲအစကတည်းကတိုက်စစ်ဆင်ခဲ့ပြီး4မိနစ်နဲ့6မိနစ်မှာနောက်ခံလူရာဘတ်စင်နဲ့တိုက်စစ်မှုဆာလက်တို့ကဦးဆောင်ကိုတွေသွင်းယူပြီးလီဗာပူးကိုဦးဆောင်စေခဲ့တယ်။ဒါပေမဲ့အက်တလက်တီကိုဘက်ပထမပိုင်းနာကျင်အချိန်ပေါ်မှာလော်ရန်တေးကတကိုးပြန်ချေပခဲ့တာကြောင့်ပထမပိုင်းမှာ2-1နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းမှာလီဗာပူးကအရှင်အားသာချက်ကြောင့်အနည်းငယ်သားပေမဲ့အက်တလက်တီကိုကရှိတ်မနေပါဘူး။ပွဲစဉ်80မိနစ်အကျော်မှာလော်ရန်တေးကအက်တလက်တီကိုအတွက်ဒုတိယခြေပါကိုသွင်းယူပေးခဲ့က2ဂိုးစီတည်ကြနေခဲ့ပြီးနာကျင်အချိန်ပို2မိနစ်မှာဗန်ဒိုက်ကခေါင်းတိုက်သွင်းယူခဲ့ကလီဗာပူးကိုအနိုင်ရစေခဲ့တယ်။လီဗာပူးဟာဒီရာသီမှာအားသက်စရာကောင်းလောက်အောင်ကစားခဲ့တဲ့၄ပွဲစလုံးနောက်ကျဂိုးတွေနဲ့အနိုင်ယူခဲ့ခြင်းဖြစ်ကချန်ပီယံအရေးအယောင်တွေပြနေခဲ့ပြီး